အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ AGE Horror Room Channel လေးကနေပြီးတော့ဒီကမိတ်ဆွေတို့ကိုပြန်လည်ကြိုဆိုလိုက်ရပါတယ်ဗျကျွန်တော်ဒီဘက်မှာလည်းရှေ့ဘက်ကလူမျိုးပဲတေးကောင်းကောင်းတဲ့တကားကိုတင်ဆက်ပေးတော့ဖို့ရှိပါတယ်ဒီဇာတ်ကားလေးကတော့2024ခုနှစ်မှာရိုက်ထားတဲ့ဒီကိုရီးယားနိုင်ငံထုတ်ဒါ Divide State ဆိုတဲ့ဒီကိုရီးယားဇာတ်ကားလေးပေါ့နော်ဒီဇာတ်ကားလေးမှာကတော့ဒီဇာတ်ကားလေးကဒီတဘာဝလုံးဇာတ်ကားအမျိုးအစားတွေကိုသဘောကျတဲ့ဒါပြိသက်တွေအကြိုက်ပြုစီအောင်မယ်နောက်ထပ်တေးကောင်းကောင်းတကားလေးဖြစ်ပါလိမ့်ဗျဒီဇာတ်ကားလေးမှာကတော့ဒီကိုရီးယားစကားဒီလောလောဆယ်မှာထွက်ရှိထားတဲ့ဒီ Christmas Zealand တွေတွေကဒီစာချောင်းဦးနဲ့စာချောင်းဦးကဒီပါတာနဲ့တိုးဆောင်ထားပြီးတော့ချာဆိုမီဆိုတဲ့ကောင်မလေးကလီရီဆိုတဲ့ခက်ကြီးမော်ဒန်တယောက်ဝင်ရောက်တိုးဆောင်ထားတာဖြစ်ပါလိမ့်ဗျဆိုတော့ဒီအဲ့ကောင်မလေးကဒီချာဆိုမီဆိုတဲ့ကောင်မလေးကဒီနှလုံးခွေစိတ်ကူတာမှုခင်ယူပြီးတဲ့နောက်ပိုင်းမှာတဘာဝလုံးဖြစ်ရတဲ့ကြုံတွေ့ရပြီးတော့ထူးထူးဆက်ဆန်းတည်ဆုံးတော့တာဖြစ်ပါလိမ့်ဗျဆိုတော့ကျွန်တော်ဒီဇက်ကားလေးကိုကျွန်တော်စတင်ပြီးတော့ပြောလိုက်ရအောင်ဗျဒီဇက်ကားလေးမှာဇလန်းအစမှာဘလို့လာလဲဆိုရင်ဇလန်းအစမှာအပန်းနေတာနဲ့သူတို့စတင်ထားပါတယ်အပန်းနေတာကိုမှသူတို့ခံကြမ်းရမ်းမန်နိုင်နေတဲ့ရုပ်တဲ့ဟိုဟာဒီမကောင်းဆိုးဖက်ကလည်းဒီပရိရဲ့မာယာတွေနဲ့ပြီးပြင်နေတိုက်ခိုက်တယ်ပေါ့နော်တိုက်ခိုက်တဲ့အချိန်မှာပဲသူ့ရဲ့ဖခင်ဖြစ်သူကကောင်မလေးရဲ့ဖခင်ဖြစ်သူကမခံစားနိုင်ဘူးဒီဖာသာကကျင်းခဲ့တဲ့ဒီမန်နိုင်တွေရုပ်ဆိုတဲ့အပေါ်မှာသူသမီးခန္ဓာကိုယ်ကတုံ့ပြန်တာကိုသူကသမီးသားသမီးဆိုတော့ဗျာကိုချင်းစာသားသမီးဆိုတော့ဒီအဖေဖြစ်သူကဒီသမီးရဲ့ဝေဒနာခံစားနေရတာကိုမခံစားနိုင်တဲ့ဝင်ရောက်တားဆီးရန်ကနေသမီးရဲ့တည်ဆုံးတာနဲ့ဒီဇက်ကားကိုစတင်ပြီးဖွင့်လှစ်ထားပါတယ်ဗျာဒါနောက်တစ်ခါမှာတော့ဒါသမီးလေးခရစ်စင်မှုမတိုင်ကြီးပေါ့နော်သူ့အဖေနဲ့သူနဲ့ဒီ rooftop ဖြစ်ပါပေါ့နော်အိမ်ရဲ့ပေါ်ဆုံးတဲ့ဒါပေါ်ဆုံးနေမှာဒီကြေတာတွေကိုကြည့်ပြီးတော့ဒီခရစ်စင်မှုနဲ့တားဖားနေအောင်စကားပြောကြတယ်စိတ်လှုပ်ရှားတာကိုစိတ်မလှုပ်ရှားဖို့သူ့ရဲ့ပြောဆိုပြီးတော့သူ့ကိုယုံဖို့ပေါ့နော်သူသမီးလေးကိုပြောဆိုပြီးတော့သူတို့နှစ်ယောက်ကချစ်ချစ်ခင်ခင်နွေးနွေးထွေးထွေးနဲ့အိမ်လေးညကိုကြော်ဖြစ်ခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့လည်းသမီးလေးကဒါပြေဆုံးသွားတယ်ပေါ့နော်ဒါပေမဲ့သမီးလေးပြေဆုံးသွားပေမဲ့လည်းသမီးလေးရဲ့ဒီ body ပေါ့နော်ဒီအလောင်းကတခြားအလောင်းတွေလိုမျိုးဒီပြေဆုံးပြီးတဲ့နောက်ပိုင်းမှာအစ်ဆက်မှာတော့တောင်တန်းနေရမယ်အစာသမီးလေးရဲ့ဒီအလောင်းကနေပြီးတော့လူတယောက်အိတ်ဆက်နေတဲ့တိုင်ပဲတကယ်နုညံ့နဲ့နွေးနေတူတူနဲ့တို့ပြောင်းလဲဖြစ်နေခဲ့ပါတယ်ဆိုတော့အဲ့ဒီမှာဒီသူတို့ဒီအလောင်းတွေကိုထည့်ရေခဲတိုက်ရှိနေပေါ့နော်ရေခဲတိုက်ထဲကိုရေခဲနဲ့အဆောက်ဝန်ထဲကနေပြီးတော့ဒီသမီးလေးလက်ကဒီလက်ထိစုပ်ထားတယ်ဗျလက်ထိစုပ်ထားတာပေါ့အဆောက်ဝန်ထဲကဒါအတင်းဖြေလို့တူထားတယ်ပေါ့နော်သူတို့တူထားတော့သူ့ဖေကမလုံနဲ့ပေါ့တားပြီးတော့သူကိုယ်တိုင်သမီးလေးရဲ့လက်ကိုနမ်းပြီးတော့ပြောတဲ့အချိန်မှာပဲသမီးလေးလက်ကအလိုလိုပွင့်သွားတယ်ဆိုတော့သမီးလေးလက်ထဲမှာသူကိုယ်တိုင်လက်ဆောင်ဖြစ်ဝေပေးခဲ့တဲ့သမီးလေးရဲ့ဆွေးကြိုးကိုကင်နာခဲ့တဲ့သမီးလေးကဆိုတော့အဲ့ဒီနေရာမှာဗျအဲ့ဒီနေရာလေးကအရင်စိတ်မကောင်းဖြစ်ရတယ်ဘယ်လိုအဖေပြောင်းတဲ့သမီးပြောင်းရဲ့တေဆုံးသွားသည့်တိုင်ဂျားထဲမှာသူတို့ရဲ့ဒီစိတ်ဝင်တဲ့ချိတ်ဆက်နေပုံကိုလည်းထူးဆန်းမြင်တွေ့ရတယ်ပေါ့နော်ဂျားဦးရဲ့မြင်မှာတော့ကြောက်စရာဖြစ်တဲ့တစ်ခုအနေနဲ့တော့မြင်ကြပါပေါ့နော်နောက်တစ်ခါဒီဖာသာဒီဖုန်းတော်ကြီးကလည်းဒါသမီးလေးရဲ့ဒီခန္ဓာကိုယ်သမီးလေးရဲ့အလောင်းကပေါ့နော်ဒီအပန်းနေတဲ့ခါမှာဒါသမီးလေးတည်ဆုံးပြီးတော့သူနေလိုက်တဲ့မကောင်းဆိုးကထွက်ပြေးသွားတယ်သူကမထင်ဘူးဒီသမီးလေးရဲ့ဒီအလောင်းကောင်ပြတဲ့အလောင်းတင်းမှာပဲဒီမကောင်းဆိုးကရှိနေပြီးတော့ဟိုဒါဒီသမီးလေးရဲ့ဒီအလောင်းကိုခန္ဓာကိုယ်ကိုအသုံးချပြီးတော့လူဘွားတွေကိုပြန်လာနိုင်ရဆိုပြီးတော့ဒါသူကတန်ပြရှိနေပြီပေါ့နော်ပြီးတော့လည်းအဖေဖြစ်သူကဒီတကယ်နဲ့ရက်မတိုင်ခင်မှာသူစစမ်းအိမ်မက်တစ်ခုမှတ်တယ်အိမ်မက်ချင်းမှာသမီးဖြစ်သူကသူ့ရှင်းမှာပေါ်လာတယ်ဗျသူ့ရှင်းမှာပေါ်လာပြီးတော့သူ့ကိုဒီရက်ကြည့်နေပေါ့နော်ခက်လက်တဲ့တင်ညာကရက်ကြည့်နေတယ်သူ့ကိုရက်ကြည့်နေပြီးတော့သမီးရဲ့ပုံစံကဒါသူ့ကိုသူ့နောက်လိုက်ဖို့ခေါ်နေတယ်လို့ပေါ့နော်သူ့အမြင်ရပေါ့အဲ့မှာဒီမဲ့ဒါသမီးလေးကဒါမျက်နှာဒီကြောက်စရာတင်မြင်ဖြစ်ကိုအေးဆက်ဒီအသားရည်တွေဖြူဖြစ်လာပြီးတော့ဒါអော်လိုက်တဲ့အခါသူမျက်မှန်ကွဲအပ်သွားတယ်ပေါ့နော်ဒါအိမ်မက်သေးမှာဆိုတော့သူအဲ့မှာလက်နိုးလာမျက်မှန်ကိုသူမျက်မှန်ကိုရှုပ်ပြီးကြီးလိုက်တယ်ကြာဆိုတော့မျက်မှန်ကတကယ်အိမ်မက်သေးကအတိုင်းပဲသူမျက်မှန်ကွဲအပ်နေတယ်အဲ့ဒီပြီးတော့ဒါသူမင်းရဲ့တဲ့နေရာကိုသူအပြေးသွားကြည့်ရမှာသွားကြည့်တဲ့အချိန်မှာလဲသမီးလေးရက်ထားခဲ့တဲ့နေရာမှာရေဝေးရိုက်နေတဲ့ခြေရာတစ်စုံကိုသူထူးထူးဆန်းဆန်းသူမြင်တွေ့ခဲ့ရတယ်ပေါ့အဲ့မှာပဲအဖေဖြစ်သူကအစကတည်းကသူလက်မခံနိုင်တဲ့ဒီသူသမီးလေးတည်ဆုံမှုကိုပို့ပြီးတော့ခိုင်မာပြောစေတယ်ပေါ့နော်ဆိုတော့အဲ့မှာသူ့အဖေကဒါသူ့သမီးလေးကိုနှလုံးအလူရှင်ပေါ့နော်အလူရှင်အကြောင်းကိုသူစပြီးစုံစမ်းလာတယ်ဘာကြောင့်ဒီလူနာကကိုယ်စိတ်ကူးတောင်းမှုကဒီနှလုံးကဘယ်ကနေရလာလဲဒီလူနာကဘာယောဂဖြစ်လာလဲဘာကြောင့်မို့ဒီနှလုံးကိုလွယ်လွယ်ကူကူနဲ့လူဒန်းလိုက်တာလဲဆိုတော့ပေါ်မှာသူ့ဖေကလှိုက်ပြီးတော့လိုက်ပြီးတင်းနေတာတောက်တဲ့အခါမှာဖုန်းလေးတယောက်ကျွန်တော်ပြောတဲ့ဒီ father စီကနေပြီးတော့ပရာလောကဆိုင်ရာတင်းနေတာသူ့ကိုရခဲ့ပါလေဗျဆိုတော့ဒီဇက်ကားလေးမှာဒီ father နဲ့ဒီသူ့အဖေနဲ့က
ဟိုမြောက်ပေါင်းပြီးတော့ဘယ်လိုမျိုးဆိုင်ကြမလဲဘယ်လိုမျိုးသမီးလေးကရောသမီးလေးစိတ်ကရောအမှန်တကယ်ပဲဒါပြဆုံးသွားလားဒါမှမဟုတ်ဒါမျက်စိကပဲဝင်ရောက်ပူကတ်ပြီးတော့ပဲဒီသမီးလေးခန္ဓာကိုယ်ကိုရသွားမလားပေါ့နော်ပြီးတော့ဗျဒီစကားလေးကိုကြည့်ရတဲ့ခါမှာရရဲ့ feeling လေးကဘာလဲဆိုတော့အဖေပြောက်ကသမီးပြောက်ပေါ်မှာထားတဲ့ဒါမြစ်တာသမီးပြောက်ကိုသူပေးထားတဲ့ဂတိကိုအသက်နဲ့လေးပြီးတော့သူတေးရှင်နေပေါ့နော်ဒါသူကြောင့်ပဲအမှန်ဖြစ်သွားတယ်လို့ဒါသူ့အဖေကခံစားနေရတယ်ပေါ့နော်ပြီးတော့ဒီတရေစစ်ကိုဒါအဖနေတဲ့ခါမှာကျွန်တော်တို့ဘယ်လိုမျိုးလဲဆိုတူနဲ့တယောက်လူတူနဲ့တယောက်ရဲ့ဒါချင်းချင်းမြတ်တာပေါ့နော်ကျွန်တော်အချင်းချင်း connect ဖြစ်တဲ့ဒီအဖေနဲ့တားပြီးတငယ်ချင်းတန်ရုံးတည်ပြီးပဲဖြစ်ဒီချင်းမြတ်တာပြီးပဲဒါအရာရာကိုအောင်နိုင်တယ်ဆိုတော့ဒါဘုရားသခင်ရဲ့ဒီပြောစကားအတိုင်းပေါ့နော်ဒီစကားလေးကပြီးတော့ဒီစကားလေးမှာဒီဘယ်လိုပြောရမလဲဒီ father ရဲ့ပုံစံကကျွန်တော်တို့ခစ်ပေါ်ဒီကလည်းပဲပြောရမလားပေါ့နော်အရင်တော့ father ဆိုဒီနေမဒီမနိုင်ဘူးဆိုရင်မနိုင်အောင်လည်းသူတို့ထိခိုက်တယ်ကတော့ရရဒါပေမဲ့သူတို့ရှုံးရရင်လည်းနောက်ပြတော့ဝင်ကူတာမျိုးတွေရှိရပေါ့နော်အခုကခက်တဲ့ father တွေလို့ပြောရမလားပဲကိုယ်ကပညာလဲမာရှယ်ပေါ့နော်ကိုယ်ခံပညာမာရှယ်အဲ့လေကျွန်တော်မြင်တက်ရောက်တဲ့အဲ့ဒီ father ခစ်ပေါ်ဒီကားကကြည့်ရတယ်လို့မြင်နိုင်ပါတယ်ပြီးတော့ဒီအမှုပညာနဲ့ပတ်သက်ရင်ဒီကိုရီးယားလူမျိုးတွေရဲ့ဒီအမှုပညာကဘယ်လောက်ကြီးကောင်းလာလဲဒီအဆိုးအကတင်မဟုတ်ပဲဒီဘူးအကုန်လုံးပတ်တင်မှာလဲထူးခြားလာတယ်လူတွေဒီတရေကားတွေမှာဒီနောက်ပိုင်းတရေကားတွေမှာတော်တော်ကြီးကိုပြောင်မြောက်တဲ့ဒီတရေကားရိုက်ချက်တွေအဲ့လိုမျိုးတွေအများကြီးမြင်ရနိုင်ပါတယ်ဆိုတာဆိုတော့ဒီလိုမျိုး6ချောင်းစရာတရေကားလေးတွေဟိုကြည့်ရှင်တယ်နားထောင်ရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ channel လေးကိုလည်း like and subscribe လုပ်ပြီးတော့အားပေးကိုမမေ့ကြပါနဲ့လို့ပြောကြရင်လည်းနောက်တစ်ပတ်မှာကျွန်တော်ဘယ်လိုအစီအစဉ်လေးကိုတင်ဆက်ပေးလဲဆိုတာစောင့်ကြည့်နေကျွန်တော်ဒီ channel လေးကိုဒီမှာပဲခင်ဗျားလိုက်ပြစီပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ